ပြတ်ရှိဟဲ့လာတာဟဲ့ဒါမရောက်ရလဲမသိဘူးငါဖေဝဲပြီလားအဲ့ငါလူချင်လိုက်တာလူချင်နေတဲ့နေဖေဝဲခိုင်းလေပြန်မကျမိုက်လားဟောနိုင်လေးလက်နေရပဲကွာကိုမိုက်တယ်နော်ကိုလှလိုက်လေဘာတစ်စိတ်တုံးက ဘာလည်းမသိဘူးကွာငါဖေဝယ်ပေးလိုက်တာပဲမိုက်တယ်ကွာရကွက်ချင်လိုက်တာကိုကြီးอ่ะ အေးငါတို့လက်နဲ့ပတ်လိုက်တော့တော့မိုက်လိုက်မယ် မင်းတို့ပတ်ချင်မင်းတို့ဖေဝယ်ခိုင်းလေအော်မိုက်ရကြောပြောမယ်ကျောင်းတကယ်ကြီးမြင်းမြတ်ဟဲ့သူ့ဖေနိုင်လေးဝယ်ပေးလိုက်တာဝေအောင်လေးလှလိုက်တာမိုက်ရ အေးဟုတ်တယ်ဟာသူ့ဖေဝယ်ပေးထားတယ်မိုက်ရတာငါတို့ကပတ်လိုက်လို့ရှင်ဘယ်တော့လိုက်လိုက်မယ်ဟာ ငါတငယ်ချင်းနဲ့ဒီနေ့လေသူ့ဖေဝဲပေးရဆိုပြီးတော့အင်ကြီးလေးတော်တော်လာငါလူချင်လိုက်တာဟာငါမှလည်းကောင်းကောင်းငန်းဆိုလို့ဒီတစ်ထဲပဲရှိတာ ငါတို့အဖေကိုပူစာကြည့်ရင်မကောင်းလား အေးကောင်းတာပဲ အေးတောင်းမယ်ဟာအဖေပြန်လာပြီးအောင်လေအမ အော်အဖေသမီးတငယ်ချင်းလေသူ့ဖေသူ့ကိုအင်ကြီးလေးဝယ်ပေးတာလှတိုင်းမှာလည်းဒီအင်ကြီးပဲရှိရဆိုတော့သူ့အင်ကြီးလေးထက်လာဝယ်ပြီးပါလား အဖေတအားလို့လည်းနိုင်လေးဝယ်ပေးပါလားဖေရဲ့တားတငယ်ချင်းကြီးပတ်ထားတာနိုင်လေးရလှတယ်ဖေရဲ့အဖေတောင်းညူနေအောင်အချိန်မေးနေအောင်ပါလေလိုက်မေးနေတာတိတ်ခါကြတယ်ဖေရဲ့ ဟုတ်တယ်အဖေရဲ့သူတို့ပတ်ထားနိုင်လေးရယောက်ျားဆိုတာနိုင်ရှိမှတင်တယ်မှာလေဗျာကျွန်တော်တို့ကဖုန်းနဲ့ရှိတာမဟုတ်ကြည့်တယ်ကျွန်တော်တို့နှစ်ယောက်နိုင်လေးဝယ်ပေးပါနော်ဖေနော် အေးပါဖေဝယ်ပေးပါဦးသားတို့တပည့်တို့ရေ အင်ဂျင်တို့ခဏထွက်လာခဲ့ပါဦးဗျဦးလေးအင်နာကဒီနေ့ပြည့်ရည်လားဦးလေးဘယ်လိုလုပ်မှာလဲ ဒီဘက်ငါတူရဲ့ဦးလေးသိပါတယ်ဦးလေးကိုတရက်နှစ်ရက်လောက်စောင့်ပြီးပါဦးလေးလာပို့ပြီးပါဘုတော့ပြန်มาတော့ကွာဦးလေးရဲ့သားသမီးတည်စိတ်ညစ်နေမှာဆိုလို့ပါကွာ တော်တော်ပူလာပဲဟာနေရာ အဲ့လိုပြောတယ်ညနေမှသွားပါမယ်ဟိုမှာမိုက်ကောက်နေရဦးလေးရဲ့အဖေပါလား ဟုတ်လို့လား အကိုကြီးကတေချာကြည့်ပါဦး အဖေအဖေအဖေဘာလို့လဲရှောက်လုံးနေရလဲအဖေရဲ့သမီးတို့ပူလာတဲ့ဟာတွေကအဖေကအဲ့လိုရေးကြည့်သွားလို့လား ဖေ ဖေသားတို့လိုချင်တာကိုဖြည့်ဆည်းပေးဖို့အတွက်ဒီမိုက်တွေကောက်ပြီးတော့ဒုက္ခခံနေရလားဗျာ ဖေဟာအရှားလို့ရတော့ထင်တော့ကျွန်တော်တို့ပူစာမိတာပါအဖေအခုလိုအမိုက်ကောင်းနေမှသိကျွန်တော်ဘယ်ပူစာရမလဲဖေရဲ့တားတော့ခွန်းလို့ပါနော်ဖေနော် ခွလို့ပါတယ်သားရဲ့အဖေသားတို့အတွက်ဆိုရင်မိုက်ပဲကောက်ရလမ်းလေးမှာတောက်ငယ်ကြွကြည့်အဖေကျင်တတ်ပါတယ်သားတို့ရဲ့အဖေကျင်တတ်ပါတယ် ဖေဟာတာဖေလားအဖေအမိုက်မကောင်းနေတော့တားတို့လည်းဘာမှမပူစာတော့ဘူးနော် မပူလာတော့ တားတို့ကျန်ဆိုင်အလုပ်ထုတ်လုပ်ကြမယ်အဖေအိမ်မှာပဲတားတို့ဒုက္ခကိုထိုင်ထားတော့ဖေနော် ဘူး